မှန်လေလူနာတယောက်ကိုလက်ကလေးနဲ့သွေးကြောလေကြောဖွင့်လိုက်တာနဲ့မကြခင်မှာပဲမူလပကတိတိုင်းပြန်ကောင်းသွားမယ်လို့ထင်နေကြရမလားအမှန်ကအုံနောက်သွေးကြောပေါက်တာပဲဖြစ်ဖြစ်အုံနောက်သွေးကြောပိတ်တာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်အုံနောက်ကိုသွေးရုပ်စီးတဲ့ပမာဏပေါ်မှာမူတည်ပြီးတော့ပြန်လည်တန်ဆွမ်းရေးကိုအထူးအာရုံစိုက်ပြီးစနစ်တကျလှုပ်ဆောင်ရမှာဖြစ်ပါတယ်လူနာတဦးနဲ့တဦးကဖြစ်တည်မှုချင်းမတူသလိုလူနာတဦးနဲ့တဦးတိုးတက်လာခြင်းလည်းလုံးဝမတူနိုင်ပါဘူး။ကျမကတော့လူနာတယောက်ကိုကူညီရမယ်ဆိုလို့ရှိရင်သက်ဆိုင်ရာဆရာဝန်တွေနဲ့အရင်ချိတ်ဆက်တယ်ပြီးမှပဲအပိုင်းကိုအဓိကပံ့ပိုးရမလဲဆိုတာကိုအရင်စဉ်းစားတယ်။ကျမတို့အခုအသုံးပြုပေးနေတဲ့ electrolyte ကုထုံးတွေအားဆိုလို့ရှိရင်ပြန်လည်တန်ဆွမ်းရေးကိုအဓိကစွမ်းဆောင်ရည်မြင့်မားလာအောင်မြင့်တင်ပေးတယ်။ပြီးတော့ကျမတို့က therapy မျိုးစုံကိုတွဲပြီးဝင်ပေးတယ် therapy မျိုးစုံဆိုတဲ့နေရာမှာကျမတို့handwriting ပေါ့နော်စာရီပြန်ရေးလာနိုင်အောင်စကားပြောတဲ့အချိန်မှာပုံမှန်ပြန်ပြောလာနိုင်အောင်လေတေးသေးချာချာလေ့ကျင့်ပေးရပါတယ်ပြီးတော့နေ့တူကလှုပ်ရှားမှုတွေဖြစ်တဲ့သွားတိုက်တာတို့ထမင်းစားတာတို့ကိုယ့်ရေခွက်ကိုကင်ပြီးတောက်လာနိုင်အောင်အထိပေါ့နော်မျက်နှာတစ်လာနိုင်အောင်အထိပါကျမတို့တွေအသေးစိတ်စနစ်တကျလေးပြန်ပြီးတော့လှုပ်ရှားမှုတွေပြန်လဲအားကောင်းလာအောင်လို့လေ့ကျင့်ပေးရပါတယ်အဲ့လိုလေ့ကျင့်ပေးရဆိုတဲ့နေရာမှာလူနာကိုလည်းမပြင်းတော့အောင်နီးမျိုးမျိုးနဲ့ဆွဲဆောင်ရတယ်နှွေးထွေးမှုတွေလည်းပေးရတယ်လူနာနဲ့လူနာမိသားစုကိုလည်းစိတ်ပါလက်ပါပါဝင်လာအောင်ဆွဲဆောင်ရတယ်အကြီးကလူနာပြန်ကောင်းလာဖို့အနည်းနဲ့အမြန်လူနာနဲ့လူနာရှင်လိုက်ပါဆောင်ရွက်မှုပေါ်မှာအယမ်းမူတည်ပါတယ်ကျမလေဖြတ်လူနာကိုအချိန်ပေးတဲ့အချိန်မှာအနည်းဆုံး2နာရီကနေ3နာရီလောက်ထိအချိန်ပေးတယ်။တစ်ပတ်ကို2ရက်ကနေ3ရက်အတွင်းဝင်ပေးတယ်။အဲ့ဒီအချိန်မှာစိတ်ရောလူရောနှစ်ပြီးကျမအလုပ်လုပ်တယ်။တန်ရတန်ကြီးယူတယ်။ဒါကိုတစ်ခါနှိပ်ရင်ဘယ်လောက်ကြလဲ။ဘယ်လောက်ကြလဲလို့မေးတဲ့လူတွေကိုအဓိကပြောချင်ပါတယ်။ကိုယ့်ရဲ့ဝေဒနာကပုံမှန်မတ်တနာတွေလိုမျိုးပေါ့နော်။ဒူးနာခါနာကြီးပေါင်းဇက်ကြောတက်တာတွေလိုတစ်ခါနှစ်ခါလေးနဲ့တက်တာပြတ်ကွင်းသွားမယ့်ယောဂမဟုတ်တဲ့အတွက်စိတ်ရှည်သီးခံပြီးတော့ကျမတို့နဲ့တည်တည်ချာချာလေးညှိနှိုင်းတိုင်ပင်ပြီးမှသွားရမယ်ရေရှည်ခရီးဖြစ်တဲ့ပုံမှာနားလည်ဖို့အရင်ရေးကြည့်ပါတယ်အပြင်မှာဆိုလို့ရှိရင် electrolyte ကုထုံးသမားကိုတယောက်ကိုခေါ်မယ်ဆိုသူဟာသူလောက်ရမယ့်ပိုင်းကိုသူလောက်သွားမှာပဲ physiotherapist တယောက်ကိုခေါ်မယ်ဆိုလို့ရှိရင်လည်းသူလေ့ကျင့်ခန်းတွေပေးပြီးတော့သူကလည်းသူအပိုင်းသူတာဝန်ကြည့်ပြီးရင်ပြီးသွားမှာပေါ့နော်ကျမတို့ဒီလိုကုထုံးမျိုးစုံကိုဝင်ဖို့ဆိုလို့ရှိရင်တော့ stock care center တွေကိုဈေးကြီးကြီးပေးပြီးတော့သွားရမယ်အဲ့တော့ကျမတို့လိုမျိုးတနေရာတဲ့တစ်ချိန်ထဲမှာပဲပေါ့နော်ကုထုံးမျိုးစုံကိုခံယူခြင်းနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့လိုအပ်ချက်ကိုကျမနဲ့ဆွေးနွေးတိုင်ပင်ဖို့အကြံပြုချင်ပါတယ်အဲ့တော့ဒီဗီဒီယိုကလစ်ထဲမှာမြင်ရတဲ့အတိုင်းပေါ့နော်ဖုံဖုံကကျမတို့ရောက်လာပြီဆိုသူရမ်းပျော်ပါတယ်သူကိုယ်တိုင်လည်းစွမ်းစွမ်းတမန်လိုက်ပါဆောင်ရွက်တဲ့ဖုံဖုံရဲ့တိုးတက်မှုမှတ်တမ်းလေးတွေကိုနောက်ဗီဒီယိုလေးတွေမှာတင်ပေးပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကျမနဲ့ဆက်သွယ်မယ်ဆိုလို့ရှိရင်တော့3996414ကိုဖုန်းဆက်ပြီးတော့အချိန်မီပြီးကျမနဲ့ဆွေးနွေးတိုင်ပင်လို့ရပါတယ် Messenger တို့ဒီ TikTok Messenger တို့မှာစာပို့ထားမယ်ဆိုလို့ရှိရင်တော့ကျမတို့ဝင်ကြည့်တဲ့အချိန်မှပဲစာပြန်ပေးလို့ရပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်